မရောက်နေပဲ မှလည်းမသိဘူး ဟုတ်ရောက်ပြီမှာဟုတ် အဲ့တော့မိကုန်းလေးဖြေဖို့အတွက်ကိုစဉ်းစားလာကြပြီ အဲစဉ်းစားလာတယ် ဒီနေ့လည်းမိကုန်းလေးရှိရနော် မေဒီ ဟုတ်ပြီအဲ့တော့ဆိုလာတက်ထားတဲ့အိမ်မှာဘက်ထရီရှိရအဲ့ဘက်ထရီကဘယ်အချိန်မှာအားအမြင့်ဆုံးကုန်တက်လဲသူဖြစ် ရွှေပဲအဲ့ရမေပေါ့မီးလာရှင်နေရောမီးဘူးရောပြီးတော့အဝတ်ချော်ဆက်ကိုတကြိမ်နဲ့တုံးတဲ့အချိန် ဟောဟုတ်ပြီတော်တယ်နောက်မိကုန်းတစ်ခုရှိရနောက်မိကုန်းတစ်ခုကကြတော့ဆိုလာတက်ထားတဲ့လူတွေကမီးပြတ်သွားရင်ဘာလို့တက်ကြ မှတ်ဖြစ် ဖြေပြောရဖြေမောင်လေးဖြေ ဘာလဲဆိုတော့လေဆိုလာတထားကလေမီးမောင်နေတဲ့အချိန်မှာညရလေမှောင်မဲပြီးစူအိုက်နေချိန်မှာတော့လေဆိုလာလေးရမှာဆိုလာတထားကလေအဲကိုအခန်းအေးလေးကနေကြည့်ပြီးတော့တတရလေးနေလို့ရအောင် အေးပေါ့နော်ဆိုလာတက်ထားလင်းနိုင်တော်တယ်အဲ့နောက်မိကုန်းတစ်ခုကမောင်လေးပဲကျန်ဆိုမောင်လေးပဲဖြေလိုက်တော့နော်ဆိုလာတက်ပြီးတဲ့နောက်မှာအကြီးမားဆုံးပြောင်းလဲမှုဆိုတာဖြစ်မှာ အားလေးများရင်တော့ဆိုရင်မိုးရတော်တော်ကြိုက်တယ်ခုနောက်ပိုင်းတော့နေမင်းကြီးကိုမိုးမရပါသင်းမြာပါသင်းဆိုပြီးတော့ဆူတောင်းနေရတယ်နေပူအောင်လို့ အေးပေါ့နေပူမဆိုလာရမှာလေတော်တယ်အဲ့တော့နောက်ဆုံးမိကုန်းတစ်ခုပါပဲအဲ့တစ်ခုပဲမေးတော့မယ်အဲ့ဒါကကြတော့ဆိုလာသမားတွေအကြောက်ဆုံးတတ်တော့ ခေါ်